ရှာမှုတော့အတွက်လည်းပါပါတယ်လို့ဆိုတော့ဆိုတော့လာဆယ်ဒါက2026မှာဆရာမကဘယ်လိုပဲတရားဟောလပပနဲ့တရားဟောသွားမှာဖြစ်ပါတယ်လို့ကူကကြီးတော့ကျောင်းကူလည်းလှချင်တာဆိုတော့ဆရာမတွေလည်းလှခိုင်းစီရှင်ပါတယ်လို့ပြီးတော့လည်းအတူတကအဲ့လိုမျိုးဖြစ်အောင်ပေါ့နော်ကူမှုလည်းသူစိတ်ကြိုက်ဝေပါစေဆိုပြီးတော့လက်ဆောင်ပေးသွားတာဖြစ်ပါတယ်လို့ကျေးဇူးတင်ပါတယ်တောပါဟိုနိုင်နန်းဇေမန်ပုံရတာဟဲပူဆောင်တဲ့ပြင်းတဲ့အင်ကွန်တောပါအင်ကုမ်ချာချုဖာတော့သူနေအိထုပြေကြတာဟဲအာမင်တာလေဆရာကတော်ကိုဖားဖူးရံပေါ့နော်သူကတော့တော့မဟုတ်ဒီဆရာကတော်မျက်နာရဖူးတော့ပြင်ဆင်ပေးတာဖြစ်ပါတယ်လို့2026မှာသူ့ဆရာကတော်ကြည့်ပြီးတော့သူလည်းကြည်နူးမှာဆိုတော့လို့အဲ့ဒါကြောင့်မျက်နာလုံးပေးတာပါရှာကတော်လေဒီ2026မှာသူလည်းအဝင်ကလေးအတွက်စက်ကတ်ခဲ့တာဆိုတော့သူလည်းဆောပလာပဝေငါတော့မှာဖြစ်ပါတယ်ပြီးတော့နဲတယ်များတယ်မဟုတ်ပါဘူးဆရာလဲသူလူရှင်တဲ့အထယ်ဝေဖူးရပေးတာဖြစ်ပါတယ်လပပဝတ်တော့မှာဖြစ်ပါတယ်ကြော်ညာပြီဆရာကတော့ Okay thank you လူနမမိုင်းလေရောဒီကနေ့မထင်ပဲနဲ့ကြည့်တော့ကြောင့်ခွန်အားရခဲ့တယ်ပေါ့နော်အမှန်တော့အခုနမျိုးပြောတဲ့အတိုင်းပါပဲပြည့်ရှိတော့ဝေပါတယ်ဒါပေမဲ့လုံးဝထုတ်ပူးတွေလည်းမလုံနိုင်တော့ဘူးဒါပေမဲ့ခွန်အားယူပါတယ်လို့လာမယ့်နာကတော့မှခွန်အားယူပါတယ်ဆိုတော့အတန်တူတန်တာအရောက်စီတိုင်းပေါ်မှာဖယားရှင်အထူးပဲကောင်းချီးပေးပါစေလို့ဒီကနေ့မေတ္တာပြီးတော့လည်းအခုနာကြရင်ပြီးသွားတဲ့ခါကျရင်ပေါ့နော်စီခုဖယားစီခုပြီးသွားတဲ့ခါကျရင်ဘယ်လိုပဲဖြစ်ကိုချစ်ခဲ့တဲ့အရာတွေပေါ့နော်မကောင်းတော့လဲအခုနပြောတဲ့အတိုင်းပဲကောင်းအောင်စားပေးပါလို့အရောက်စီတိုင်းပါဝင်ဖွင့်ရန်ဒီကနေ့ယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်လို့အရောက်စီတိုင်းကြည်ဦးတယ်ရှိပါတယ်လို့